and see it. No. You know what? I thought you were fun, tea cake. You started out fun. Who, me? Oh, I'm fun. Oh, I'm huge fun. You're the one who just said your best night out in years is vandalizing your workplace. And that's cool. And I'm like cooperating. You look at me with those eyes, you gotta say, please smash a hole in the wall. I'm on board. And then you say, let's crawl into this weird space and check it out. Still good. I'm into it. But then you come at me like, go crawl down the tube ladder a couple hundred feet into the blocked off part of the abandoned government shit and see why the thermistor alarm is going off. And a guy's just gotta take a second to like, think things through. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ thinks through ပဲဖြစ်ပါတယ် think something through ဆိုပြီးတော့လည်းကြားထဲမှာ object ကိုညှပ်ပြီးတော့သုံးလို့ရပါတယ်ကျွန်တော်တို့ကအရေးကြီးတဲ့အခြေအနေမျိုးမှာဘာလုပ်ရမလဲဆိုတာမျိုးကသေချာစဉ်းစားရတဲ့အရာမျိုးမလားဒါမျိုးလုပ်လိုက်ရင်ဘာဖြစ်လာမှာလဲအကြောင်းအရာတွေအခြေအနေတွေကဘယ်လိုလဲဆိုပြီးတော့ဒီကြကြပြန်ပြီးတော့စဉ်းစားသုံးသပ်ရတာမျိုးပါအရေးကြီးတယ်ဆိုမှတော့စိတ်ထင်အားတွေရှောက်လို့ရတာမဟုတ်ဘူးလေthink through ကလည်းဒီလိုပုံစံမျိုးပါမလုပ်ခင်သေချာစဉ်းစားရဲဆိုတဲ့အဓိပ္ပာယ်မျိုးပါဥပမာ I need to think this through before I sign the contract စာချုပ်ကိုလက်မှတ်မထိုးခင်ငါဒီအောင်သေချာစဉ်းစားဖို့လိုသေးတယ်ဆိုပြီးတော့ပြောသွားတာပါစာချုပ်ဆိုတာမျိုးကလည်းအလွယ်တကူကြိုက်ကြိုက်လုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးလေသေချာစဉ်းစားပြီးတော့လုပ်ရတဲ့အရာမျိုးမလားဒီရုပ်ရှင်လေးထဲမှာလည်းဒီလိုပုံစံမျိုးနဲ့ပဲသုံးသွားတာပါရုပ်ရှင်လေးထဲမှာတော့အလန်းလိုတန်တကူမျိုးဘယ်ကနေကြားမှန်းမသိဘဲနဲ့ကြားနေတာပေါ့အဲ့မှာပဲနေရနဲ့ကိုဖောက်ပြီးတော့နောက်ဘက်က control panel တကူကနေညီနေတာကိုတွေ့သွားတယ်အဲ့မှာပဲနာအိုမီကအောက်ကနေပြီးတော့အလန်းပြတဲ့နေရာကိုဆင်းကြည့်ရအောင်ဆိုပြီးတော့ပြောတယ်အဲ့မှာပဲ ticket က no တဲ့မဆင်းဘူးတဲ့အဲ့တော့နာအိုမီကလည်းမခံကြအောင်ပြန်ပြီးတော့ပြောတာပေါ့ငါနင်းကိုပြောတတ်တယ်ထင်တာတဲ့အဲ့မှာပဲ ticket ကနေပြီးတော့ငါပြောတတ်ပါတယ်နေရာမှာအပေါက်ပေါက်ဟုတ်ပြောတော့လည်းရတယ်ဘာမှမသိတဲ့နေရာတွေကိုဝင်ပြီးတော့ကြည့်ရအောင်ဆိုတော့လည်းအဆင်ပြေသေးတာပဲတဲ့ဒါပေမဲ့ပေနေရာလောက်အနက်ရှိတဲ့အပေါက်ထဲကနေဆင်းပြီးတော့မသုံးတော့လို့အသေးပိတ်ထားတဲ့အစိုးရပစ္စည်းတွေကိုဆင်းကြည့်မဲ့လမ်းဘယ်လိုမြည်လာလဲဆိုတာကိုကြည့်မယ်ဆိုတာတော့တဲ့အချိန်တစ်စက္ကန့်လောက်ယူပြီးတော့ think things through သေချာပြန်ပြီးတော့စဉ်းစားဖို့လိုမယ်ဆိုပြီးတော့ပြောသွားတာပါဆိုရင်ဘာဖြစ်မှာလဲဘလို့သွားမှာလဲစသဖြင့်မလုပ်ခင်သေချာစဉ်းစားရမယ်ဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး And see it. No. You know what? I thought you were fun, tea cake. You started out fun. Who, me? Oh, I'm fun. Oh, I'm huge fun. You're the one who just said your best night out in years is vandalizing your workplace. And that's cool. And I'm like cooperating. You look at me with those eyes, you gotta say, please smash a hole in the wall. I'm on board. And then you say, let's crawl into this weird space and check it out. Still good. I'm into it. But then you come at me like, go crawl down the tube ladder a couple hundred feet into the blocked off part of the abandoned government shit and see why the thermistor alarm is going off. And a guy's just gotta take a second to like, think things through. ရုပ်ရှင်ထဲမှာနောက်ထပ်ပြောချင်တဲ့ idiom လေးတစ်ခုရှိပါသေးတယ် be into something မှာတည်ပြီးသား into ရဲ့အဓိပ္ပာယ်တွေနဲ့ဘာမှမဆိုင်တော့ဘဲနဲ့စိတ်ဝင်စားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားပါတယ် she's into shopping very much သူကဈေးဝယ်တာတော်တော်စိတ်ဝင်စားတယ်တော်တော်ကြိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ရုပ်ရှင်လေးထဲမှာဆိုလို့ရှိရင်လည်း let's crawl into this weird space and check it out. Still good. I'm into it. But ထူးဆန်းတဲ့နေရာတွေဝင်ပြီးဘာဖြစ်လဲကြည့်ကြစို့ဆိုတာလည်းရသေးတယ်ငါစိတ်ဝင်စားပါတယ်လှုပ်ချင်ပါတယ်ဆိုပြီးတော့ပြောသွားတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်